အားလုံးပဲမင်္ဂလာပါကျွန်တော်မြင်ကတော့West တွေးလိုက်လားတွေးလိုက်ကြလားဘရိုတို့တွေးလိုက်လားဒီကောင်တက်လက်ပေါ်သွားတာမယုံကြည်မပြန်ကြည့်ဒီအကြည့်လိုက်မကြည့်ရဒီမှာတက်လီပေါ်သွားတော့မှဒီချက်ဘလို့လဲဟောအမဝေါရန်ထူးဆန်းနေတော့ကျွန်တော်တို့အတွက်ကြောင့်ဒီချက်ကိုကျွန်တော်တို့တတ်ပါမယ်ကျွန်တော်တတ်ရတော့မယ်ကျွန်တော်တို့ကဘာမြေပေါ်မိတ်စာတွေစိုးမှုတော့မယ်ကွာမင်းတို့ကောင်နေဘယ်ရလာကြလဲမင်းတို့ဝတ်တည်းရဲ့ကြက်တည်းရောငါအရင်မုန်းတယ်ဝတ်သားတော့အရင်ကြိုက်ပါအပြင်မှာပေါ့โอเคဒီကောင်ကတော့မကောင်းဆိုးတော့ကျွန်တော်တက်လိုက်ပြီပေါ့နော်နောက်ဆုံးတော့ငါမိတ်စာကောင်နေလိုက်ခဲ့ပြီဆိုတော့ကိုဖင်ရရတယ်ပေါ့နော်ဆိုတော့ကကျွန်တော်ဒီနေ့ဘာလုပ်မလဲဆိုတော့အိမ်လေးပါလေးစောင့်မယ်ပေါ့နော်အိမ်စောင့်မယ်ဆိုမှကျွန်တော်အမှန်တော့တိုင်းလည်းပြမလို့ပဲဒါပေမဲ့မပြနိုင်တော့ဘူးပေါ့နော်ဒီမှာအရင်ဆုံးကျွန်တော်ပြမယ်အိမ်ဆောက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလည်းရှာထားရပေါ့နော်ဒီ slate တွေရောအိုင်ယွန်းအတုံး30ဒါဟိုနားဂူရဲစင်တာပေါ့နော်ကျွန်တော်တို့ offline မှာပဲလုပ်လိုက်တော့တယ်online မှာလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့အရင်ဟိုဖြစ်သွားမှာကြောင့်ကြာသွားမှာကြောင့်ပေါ့နော်ကျွန်တော် video လုပ်တာဆိုတော့ကကျွန်တော်တို့file လေးလုပ်ရအောင်တစ်ချက်ကျွန်တော်ဘာလေးညာလေးကျူချောင်း6ခုရပါအဆင်ပြေပါ6ခုလဲဟုတ်တယ်မလား6ခုလဲ6ခုပဲလေကျွန်တော်တို့ဒီဖြစ်ချင်းတော့ကျွန်တော်ကreplay mode လေးပါလေးနဲ့ပြမလို့ပေါ့နော်တိုင်းလက်လေးပါလေးနဲ့ဒါပေမဲ့ဖြစ်ချင်းတော့ကျွန်တော်အနေမှာပဲတော့တိုင်းလက်ပြနေတန်းလန်းနဲ့ကျွန်တော် record ထားတဲ့ဟာတွေအကုန်လုံးပြတ်သွားခဲ့ပါတယ်ကျွန်တော်ပြန်လုပ်မယ်ဆိုတော့လည်းမရတော့ပါဘူးလုပ်လို့အဲကြောင့်ကျွန်တော်တိုင်းလည်းမပြတော့ပါဟိုတော့ကျွန်တော် replay mode လေးနဲ့တိုင်းနဲ့ play ပြလို့ရရပါတော့ okay ပါကြတယ်ကျွန်တော်အဆင်ပြေပါဖြစ်ပေါ့နော်မကြည့်ရလဲလို့နောက်ပိုင်းကျရင်တော့ကျွန်တော်အိမ်ကိုပြမယ်ပေါ့နော်ကျွန်တော်ရဲ့အိမ်ကိုပြီးရင်ကျွန်တော်နောက်ဖေးမှာ family တခုလေးစောက်ထားပါတယ်လေခွင်းလေးဒါတော့ကျွန်တော်မြန်မာ crafter ရဲ့ fan အတူခိုးပြီးတော့ဘယ်လိုကောမလဲ copy ကူးပြီးတော့စောက်ထားအောင်နော်မြေကြီးရုံနဲ့အစင်စင်လေးတင်မလားကျွန်တော်တို့ဆိုတော့ကျွန်တော်ဒီအာယွန်းလေးကြိုးခဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့မိုးလဲချုံနေဆိုတော့အိတ်လိုက်တော့မယ်မနေ့မှပြည့်တွေ့မယ် good night ဆိုတော့ကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ခုလောကျွန်တော်တို့နေရာချဟိုမနေဇွန်မီကျွန်တော်တက်လိုက်အောင်မယ်မင်းတို့ကဘာတန်းလိုက်ပြီပါဇွန်မီကြောင်းလာပါလဲအားရမီကြောင်းနေမီးပါလာလောင်းနေငါပြမင်းတို့ဟောဒါကျွန်တော် Java UI နဲ့ Java Resource Pack လေးထည့်ထားပါတယ် Data Value ပေါ့နော်ကျွန်တော်တို့လက်လေးဆိုတဲ့ Java